camera တစ်လုံးကစကားပြောနိုင်နေဆိုရင်ယုံမလား I ain't afraid to die anymore. I've done it already. ဒီကားကိုကြည့်ပြီးရင် dialogue တွေမပါပဲ emotion ကို camera နဲ့ဘယ်လိုပြောပြသွားလဲဆိုတာကိုနားလည်သွားလိမ့်မယ်ဒီကားလေးရဲ့နာမည်က The Revenants cinematography လေးလာနေသူတူဆိုရင်ကြည့်ကိုကြည့်တဲ့ကားလေးတစ်ခုဖြစ်တယ်ဒါရိုက်တာ Alejandro González Iñárritu နဲ့ cinematographer Emmanuel Lubezki တို့ရဲ့လက်ရာဖြစ်တဲ့ဒီကားလေးဟာဆိုရင် camera movement တွေ natural light တွေနဲ့ white composition တွေကိုအမြင့်ဆုံးအဆင့်ထိခေါ်ဆောင်သွားပြတာကိုတွေ့ရတယ်။အထူးသဖြင့် natural light ကိုပဲအသုံးပြုပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ frame တစ်ခုချင်းစီတိုင်းကဖိလေးတစ်ချက်လိုမျိုးခံစားရတယ်။လောင်းထိပ်တွေ handheld moment တွေက audience ကို scene နဲ့တကယ်ရောက်နေတယ်လို့ impression ပေးနိုင်တယ်။ camera က actor ကိုလိုက်တာမဟုတ်ဘဲ emotion ကိုလိုက်တယ်ဆိုတာကိုဒီကားမှာထင်ထင်ရှားရှားတွေ့ရတာကအကောင်းဆုံးချက်လို့မြင်တယ်။ story က revenge အကြောင်းကိုရိုက်ထားတာဆိုပေမဲ့ visual telling ကပဲဒီကားရဲ့အားသာချက်တကယ် hero ဖြစ်တယ်ပေါ့နော်။ဆက်ရှာအတွက်တော့ဒီကားက story တစ်ခုဆိုတာထက် visual နဲ့ emotion ကိုသင်ပေးတဲ့ master class တစ်ခုလို့မြင်တယ်။ cinematography ကိုအလုပ်တစ်ခုအဖြစ်လုပ်ချင်တာပဲဖြစ်ဖြစ် content creator ပဲဖြစ်ဖြစ် frame တစ်ခုရဲ့အားကဘာဆိုတာကိုဒီကားကတည်တည်ချာချာနားလည်သဘောပေါက်စေလိမ့်မယ်လို့မြင်တယ်။ရုပ်ရှင်ကိုဇလန်းတစ်ခုအနေနဲ့တီးတန့်မကြည့်ပဲ camera ကဘာပြောနေလဲဆိုတာကိုခန်းစားကြည့်လိုက်ပါ။အဲ့ဒီအချိန်ကစပြီးတော့မင်း another level ရောက်သွားလိမ့်မယ်လို့ယုံကြည်တယ်။ rating အနေနဲ့ပေးရမယ်ဆိုရင်တော့ overall အနေနဲ့10 out of 9ပေးရယ် cinematography အနေနဲ့တော့10 out of 10ပဲနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတာ